ကျောင်းဆယ်မျိုးနဲ့လက်ဝဲစုရွာရှင်လောင်းတဲ့ပွဲမှာအလူဝက်လက်စဉ်အပေါ်ကားတက်ကျိုးနဲ့မလွတ်ပဲစင်ဦးစီးဖြစ်သူနဲ့စင်တကောင်လုံးဓာတ်လိုက်သေးဆုံးခဲ့ရတဲ့ဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကမတ်လ14ရက်နေ့ကကျောင်းဆယ်မျိုးနဲ့လက်ဝဲစုရွာမှာရှင်လောင်းနဲ့အလူပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအဆိုပါအလူပွဲရဲ့ရှင်လောင်းလဲလေရမှာဓာတ်ကျိုးတွေအောက်ကဖြတ်သွားစဉ်ဓာတ်လိုက်ပြီးတော့စင်တကောင်နဲ့စင်ဦးစီးတယောက်သေဆုံးသွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်ဖြစ်စဉ်ကတော့အလူဝဲလက်ရမှာရွှေစပူအောင်စင်တက်လိုက်ပြီးရေထဲပြုတ်ကျသေဆုံးသွားခဲ့တာဖြစ်ပြီးစင်ဦးစီးလည်းသေဆုံးသွားတယ်လို့ဒေသခံတွေကပြောဆိုထားကြတာလည်းဖြစ်ပါတယ်။၎င်းစင်ပေါ်မှာလိုက်ပါလာတဲ့မောင်ရှင်လောင်းကတော့အခုလက်ရှိဆေးရုံတင်ထားရပြီးအခြေအနေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။စင်ဦးစီးတွေဘီယူဆိုင်ကြပါစိတ်မကောင်းစိတ်မကောင်းတော့ချိန်ကြလားကသားချိန်ကြလားကသားလာကြည့်ကြပါလားဟုတ်တယ်မျက်လုံးလေးတော့ဟိုဟာဖြစ်သေးတယ်ဟုတ်